ကြည့်ဖို့လိုတယ်နော်မြင်အောင်ကြည့်ရအဲ့ဒါမမြင်သမျှကာလပတ်လုံးသူကတဏှာအတွေ့မာနအတွေ့ဒိဋ္ဌိအမြင်တွေနဲ့ကြည့်နေအောင်ပါပဲအဲ့ဒါဆိုလို့ရှိရင်ကိလေသာမလွတ်တော့ကိလေသာမလွတ်တာတော့အဓိကပဲကိလေသာတော့ဆိုတဏှာမာနဒိဋ္ဌိဆိုတဲ့ကိလေသာတွေကမလွတ်တာအဲ့တော့ဒီထဲမှာတဏှာမာနဒိဋ္ဌိဖြစ်ရခြင်းအကြောင်းကတော့အဝိဇ္ဇာကအကပေးထားတာအမသိတာအကပေးထားတာတဏှာလို့ပြောလိုက်ရင်တဏှာရဲ့အမြစ်ကဘယ်သူလို့ဆိုရင်ဝိဇ္ဇာပဲအဝိဇ္ဇာရှိနေသမျှတဏှာမကုန်နိုင်ဘူးတဏှာရှိနေမှာပဲမူလံတဏှာမပု္ပ္ပရှာတဏှာလို့ပြောလိုက်ရင်တဏှာရဲ့အမြစ်ကအဝိဇ္ဇာဒါကြောင့်မို့အဝိဇ္ဇာဆိုတဲ့အမြစ်နဲ့တွဲနေတဲ့တဏှာလို့ဆိုလို့ရပေါ့အဲ့ဒါလို့ရှိနေသမျှကာလပတ်လုံးဘဝကမလွတ်ပြောင်းနိုင်ဘူးတဲ့ဒါဖြင့်ဘဝကလွတ်မြောက်တာကြတော့အနုပယောဝိမုတ်တောခန္ဓာ၅ပါးကိုတဏှာအတွေ့မာနအတွေ့ဒိဋ္ဌိအမြင်နဲ့မမြင်ပဲသင်္ခါရတရားသက်သက်ခန္ဓာ၅ပါးသက်သက်သဘာဝတရားသက်သက်လို့မြင်နိုင်မှမြင်တဲ့အသိဉာဏ်ရမှဘဝကလွတ်မြောက်နိုင်တယ်ဆိုလိုတာကိလေသာမရှိမှဘဝကလွတ်မြောက်တယ်လို့ပြောတာနော်ကိလေသာကဘယ်မှာဖြစ်တာတော့ဆိုခန္ဓာ၅ပါးမှာဖြစ်တာလေဒါကြောင့်မို့ခန္ဓာ၅ပါးသည်ကိလေသာရဲ့အာယုံဖြစ်နေတယ်အဲ့ဒီကိလေသာရဲ့အာယုံဖြစ်တဲ့ခန္ဓာ၅ပါးကိုအမှန်မမြင်နိုင်ဘူးအဲ့တော့အကျဉ်းချုပ်ထပ်ပြီးတော့ပြောရမယ်ဆိုရင်ဥပယောအဝိမုတ်တောတဏှာအတွေ့မာနအတွေ့ဒိဋ္ဌိအမြင်တွေနဲ့ခန္ဓာ၅ပါးကိုမြင်နေသမျှဘဝဒုက္ခကမလွတ်ဘူးအဲ့ဒါလို့မမြင်မှဘဝကလွတ်မြောက်ပဲဆိုလိုတဲ့အဓိပ္ပာယ်ကကိလေသာမရှိတော့မှဘဝကလွတ်မြောက်မယ်ကိလေသာရှိနေသမျှဘဝကမလွတ်မြောက်ဘူးလို့ဒီလိုပြောတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားထပ်ရှင်းပြတယ်ရူပပယံဝဘိက္ခဝေဝိညာဏဒိဋ္ဌမာနဒိဋ္ဌိယလူတွေရဲ့ကံတရားကံတရားပဲမှဖြစ်တာတော့ကိလေသာနဲ့ကံပေါင်းပြီးတော့ဘဝကိုဖြစ်စေတာဆိုတော့အဲ့ဒီလူတွေရဲ့တဏ္ဍာတရဝရရဲ့တဏ္ဍာမှာကံတရားကဘယ်ပေါ်မှာမိပြီးတော့ဖြစ်နေတော့လို့ဆိုရူပပယရုပ်ပေါ်မှာမိပြီးတော့ဖြစ်တယ်ရူပရမဏရုပ်ကိုအာရုံပြုပြီးတော့ဖြစ်တယ်ရူပပရိဋ္ဌာရုပ်ဆိုတဲ့တရားပေါ်မှာယက်တည်ပြီးတော့နော်အဲ့ဒီပေါ်မှာဖြစ်တာဆိုတော့ကိုငါလို့ထင်တာဘယ်ဟာကိုထင်တာတော့ဆိုရင်ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ကိုပဲထင်တာပဲမြတ်စွာဘုရားတစ်ခုစီခွဲဟောတာအဲ့တော့ဒီမှာပေါက်ပြီးတော့ပြောလိုက်ပဲရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဏကိုတော့အဖဲထားလိုက်တယ်ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဏကြတော့ကံတရားကိုကောက်မှမို့ဒီနေရာမှာကမ္မဝိညာဏရုပ်ဝေဒနာသင်ညာသင်္ခါရ၄ခုအဲ့ဒီ၄ခုသည်ကံဆိုတဲ့ဝိညာဏရဲ့မိယာဖြစ်တယ်နော်လောကမှာကံနေဖြစ်နေတာဘာကိုကြောက်ပြုဖြစ်တာတော့ဆိုရင်ရုပ်ကိုကြောက်ပြုဖြစ်တယ်စိတ်ခံစားမှုကိုကြောက်ပြုပြီးတော့ဖြစ်တယ်နော်အမှတ်တင်ညာကိုကြောက်ပြုပြီးတော့ဖြစ်တယ်စိတ်ဆော်မှုကိုကြောက်ပြုပြီးတော့ဖြစ်တယ်အဲ့တော့ခန္ဓာ၅ပါးတွေကဒီနေရာမှာဒီဝိညာဉ်ကိုတော့ရှုပ်ထွေးမှဆိုလို့ဘုရားအထဲဟောမဟောတာမှာတော့နော်ကမ္မဝိညာဏကံဆိုတဲ့တရားဟာရုပ်ကိုအကြောင်းပြုပြီးတော့ဖြစ်တယ်ဟုတ်တယ်
လူတွေရဲ့တဏ္ဍာမရှိတဲ့ physical